ဒီကနေ့ view မှာတော့ဒီလိုမျိုးရှင်းလင်းနေတဲ့နေရာယူဒီလိုမျိုးဝင်းမဲကြီးဆောက်သွားမှာဖြစ်ပါတယ်နောက်ကျအဝင်းမဲပြမှာကျွန်တော်စပိုင်းလဲစိုက်သွားမှာဖြစ်ပါတယ်ကျွန်တော်ဒီဝင်းမဲယူဘယ်လိုဆောက်ခလဲဆိုတော့သိချင် view လို့စုံနေကြည့်ပေးကြပါဦးဗျအဲဆို view လို့ဆောက်လိုက်ကြရအောင် Hello အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်တော့ Flat Demon ခွတ်တာပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ video မှာဘာလုပ်သွားမလဲဆိုတော့ intro မှာပြောထားတယ်မယ်ကျွန်တော်ဝင်းမဲကြီးဆောက်သွားမှာပေါ့နော်ကျွန်တော်ဘာလို့ဝင်းမဲကြီးဆောက်လဲဆိုတော့ကျွန်တော်နောက်ကျရင်အကောင့်လေးပိုင်းမွေးရင်ကျွန်တော်စပားရပါလို့လေသူတို့မျိုးပေါက်တယ်အဲကြောင့်ကျွန်တော်စပားရပါရအောင်ကျွန်တော်ဝင်းမဲပြီးမှစပားကင်းပါလေစိုက်မှာပေါ့နော်နောက်ပြီးကျွန်တော်အစားအတွက်လည်းပူစရာမလိုတော့ဘူးကြာကျွန်တော်ဒီနေ့မှာစပားရပါစိုက်တော့အဲ့တော့ကျွန်တော် video ဆောက်လိုက်ကြအောင် let's go ကျွန်တော်ဆောက်မှာဒီနားလေးဆောက်မှာပေါ့နော်ကျွန်တော်ဒီနားလေးကရှင်းရတာမလို့ပြသူ့ကိုရှင်းနေတာဒီမြာကြည့်လောက်တော်ကျယ်တွေပြဒီနားလေးကအဲ့တော့ကျွန်တော်ဒီဟာလေးလိုက်ရှင်းအောင်ပြဟောဒီသူကဟောလို့ကျွန်တော်ဒီဟာရေးပဲလိုက်ရှင်းအောင်မြက်ပိနေဒီမှာဝင်းနေထွေတာရှိတယ်ဝင်းနေထွေတာမရှိတော့ဘူးသူပျောက်တိုင်းနေမှာအဲ့ဆိုကျွန်တော် cherry ပင်ရလို့ကျွန်တော်သူ့ကိုပိတ်ထားခုပျောက်တိုင်းအဲ့ဆိုကျွန်တော်ဒီ blog ဖြတ်လောက်မယ်အဲ့တော့ကျွန်တော်ဒီနားလေးဆောက်အောင်မလားမသိဘူးပြအဲ့ဒီကကျေတော့ကျေဒီဘက်တွေပါလေဒီဘက်တွေပါရမရှိပါဘူးနော်အဲ့တော့ကျွန်တော်ဒီနားလေးဆောက်လိုက်ကောင်းတယ်မသိဘူးပြအဲ့တော့ကျွန်တော်အေးအောင်မယ်နေတွေ့ညရောက်နေတယ်ဒီအိမ်ကြီးကတော့ကျွန်တော်ဘာမှတော့မထည့်ရသေးဘူးကျွန်တော်ထည့်ဖို့ပစ္စည်းရတယ်မရှာသေးဘူးနော်အိမ်များသေးကျွန်တော်ညရောက်တော့ကိုအိမ်များသေးဘူးစောင်းရအောင်မနေမှာဒါလည်းပဲကျွန်တော်နောက်ကျမှကျွန်တော်အိမ်ရတစ်ခုရှိရလေအိမ်ရနောက်ကျမှအိမ်လိုက်တော့မယ်ခုအိမ်ကြောင်ရလားရတော့အိမ်လို့ရသွားပြီYes ကျွန်တော်စီမှာဘာမှတော့မရှိသေးဘူးပြကျွန်တော်ဝင်းမေးဆောက်ဖို့တော့လေကျွန်တော်ဘလို့ဆောက်ရင်ကောင်းမလဲသူကျွန်တော်ဆောက်တာတော့ဝင်းမေးတော့ပါမှာဗျဝင်းမေးပါမှာဗျကျွန်တော်ဝင်းမေးတော့ပြောဝင်းမေးပြီးမှစပားကြီးနေပိုင်းနဲ့အကာရီနဲ့ပါဆောက်လိုက်ရမှာမသိကျွန်တော်အကာရီနဲ့မိုင်းလောက်မလားမသိဘူးဗျတော့ဗျကျွန်တော်အကာနဲ့မဆောက်တော့ဗျကျွန်တော်တိုင်းဝင်းမေးအကာနဲ့မဆောက်လိုက်ရင်ကောင်းမလားမသိဘူးဗျကျွန်တော်အခုကတော့ဒီမှာရှင်းပြီးသွားပြီပေါ့နော်ကျွန်တော်ပေါင်းနေတဲ့မြက်တွေကတော့အကုန်ရှင်းနေတော့ရှင်းမှာဗျရနေရှုံနော်အဲ့မြက်တွေကကျွန်တော်ဝင်းမဲကိုဘယ်လိုစောင့်မလဲစဉ်းစားရအောင်ပါဗျအဲ့ဝင်းမဲကိုကျွန်တော်အဲ့စပားကင်းကိုအကာနဲ့စောင့်ရမလားတင်းပြောင်းစောင့်မလားစဉ်းစားနေပဲကျွန်တော်အကာနဲ့စောင့်ရင်လည်းမိုက်ပွားမလားမသိဘူးဗျအဲ့စဉ်းစားနေဒီဘက်ဒီဘက်မှာလည်းစောင့်တရားတော့မရှိဘူးပေါ့နော်နေရာတွေပဲအကျယ်ဝန်းဒီအောက်လောက်အဲ့တော့ကျွန်တော်ဒီအောက်ပဲစောင့်လိုက်တော့မယ်ဗျအကာနဲ့ဆောက်မလားအကာနဲ့မဆောက်လားစဉ်းစားနေကျွန်တော်တိုင်းစပားတွေအကာနဲ့ဆောက်ပြောကြကျွန်တော်ဝင်းမဲကိုအကာနဲ့မဆောက်လိုက်ရင်မိုက်မလားမသိဘူးကျွန်တော်ဒီလိုဒီဒေါင်နာလေးကိုအကာတွေလိုက်ထားပြီးတော့အဲ့လိုတစ်တုံးနေလေအဲ့လိုအကာတွေမိုက်လောက်မလားမသိဘူးအဲ့လိုအကာတွေနဲ့ကြိုင်လေလူအကိုင်းနဲ့ကြိုင်လေကျွန်တော်မမိုက်လောက်ပါအောင်တော့ကျွန်တော်ကြာပါတယ်ဗျကျွန်တော်အကာရင်နဲ့မဆောက်တော့ကျွန်တော်ပြောင်းမဲဆောက်လိုက်တော့မယ်ဝင်းမဲရအလဲမှာရဝင်းမဲကြီးပြီးမှကျွန်တော်စပားကင်းနေနဲ့ဟုတ်တယ်ကျွန်တော်အဲ့လိုပဲဆောက်လိုက်တော့မယ်အဲ့တော့ကျွန်တော်လိုအပ်တဲ့ပစ္စည်းရှာရအောင်မယ်ပေါ့နော်အဲ့တော့ကျွန်တော်လိုအပ်တဲ့ပစ္စည်းလိုက်ပြီးရှာလိုက်ကြအောင် let's go ကျွန်တော်နောက်ကြရင်ကျွန်တော်ဒီရွာကြီးလေးဖြတ်အောင်ပါဗျဘာဖြစ်လဲဆိုတော့ကျွန်တော်ဒီရွာရွာကြီးကပြက်နေရောနေရာကြီးကမလာဘူးဖြစ်နေရွာကြီးကကင်းမြင်နေပါရင်လည်းဆိုရွာရဲ့တိတ်မမိုက်ဘူးဖြစ်နေရကျွန်တော်ဒီရွာကြီးလေးဖျက်ရအောင်ပါဗျကျွန်တော်ဒီအိမ်တွေအကုန်လုံးကိုလိုက်ဖျက်အောင်ပါဗျကျွန်တော်တို့ဒီစပွန်နာလေးဖန်ဆောက်ရအောင်ပါအဲ့တော့ကျွန်တော်ဘုံနေပါလို့စပွန်နာစီကလာရှာလို့ရတယ်အဲ့တော့ကျွန်တော်ဒါကတော့တစ်သွားခုံတာပေါ့နော်တစ်သွားခုံလို့တစ်ရှိရဲ့နေရာသွားတာပေါ့နော်ကျွန်တော်တစ်သားတွေရှိရဲ့နေရာလေးရောက်ပြီပေါ့နော်အဲ့တော့ကျွန်တော်တစ်စပြီးခုတ်လိုက်ကြအောင် let's go
အားလုံးပဲမင်္ဂလာပါအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်အခုကတော့တစ်ကတော့ခုတ်ဦးတယ်ပေါ့နော်ကျွန်တော်ဒီမဲ့တစ်6 step ကြော်ရပြီ6 step ကြော်ရတယ်အဲ့ဒါကျွန်တော် S 5-6ခွဲတော့ကုန်လိုက်ပါတော့ကျွန်တော် stone S အဲ့တော့ကျွန်တော်တစ်ကတော့လုံလောက်သွားပြီပေါ့နော်လုံလောက်ပြီလို့ထင်တာပဲကျွန်တော်နောက်ရဒီမှာပေါ့နော်ကျွန်တော်ခွေးလေးတစ်ကောင်ရပြီပေါ့နော်ကျွန်တော်တစ်ခုံနေနဲ့ yes တော့ကျွန်တော်ခွေးလေးတစ်ကောင်ရပြီပေါ့နော်အဲ့ကျွန်တော်တစ်သားလေးလက်ခုတ်တယ်ဆိုတော့ကျွန်တော်အိမ်ပြန်လောင်းလေးပေါ့နော်အဲ့တော့ကျွန်တော်အိမ်ပြန်မှပြန်နေကြပါပေါ့ခွေးလေးအများကြီးလို့ကျွန်တော်ဒီဘက်မှာလည်းရှိသေးတယ်ကျွန်တော်ခွေးလေးကအများကြီးပဲကျွန်တော်မွေးရှိတယ်ကျွန်တော်အရင်မရှိလို့ကျွန်တော်အတန်ကနေလေးနေဆိုဆွဲပေါ့နော်ကျွန်တော်နှာခေါင်းပိတ်နေလို့ဗျာအတန်လေးကိုတီးခတ်နေကြည့်ပြီးကြပါနော်ကျွန်တော်အိမ်ပြန်လောင်းလို့ဗျာကျွန်တော်ခုကတော့အိမ်ရောက်ပြီပေါ့နော်ကျွန်တော်ဘယ်လိုစောင့်မလဲဆိုတော့လည်းတည်သွားပြီတစ်တရားလေးဒီမှာတော့ ghost တက်ကြော်ရခုတ်သွားပြီအဲကျွန်တော်ဘယ်လိုစောင့်မလဲဆိုတော့ကျွန်တော်ဒီလေးချူဝင်မဲကြီးလေးစွားလေးပါဟိုကလို့တဲ့နေရာမှာလေးဝင်မဲကြီးဒီနာအဲ့လိုဝင်မဲကြီးကိုကျွန်တော်ဒီနားလေးမှာစောင့်မဲစောက်ပြီးဘီပက်လေးမှာစပါးတွေစိုက်မယ်ပေါ့နော်အဲ့လိုစောင့်မဲကျွန်တော်ဘေးမှာဘာအကာမလည်းမထည့်တော့ဘူးနော်ကျွန်တော်တစ်တေတော့တော်များသွားပြီပေါ့နော်ကျွန်တော်ခုတ်တဲ့အတိုင်းပဲထားလိုက်ပါအဲ့လိုစောက်တော့မျိုးပေါ့နော်ကျွန်တော်ဘေးနားလေးကနေဘာအကာမမထည့်တော့ဗျာဒီနားလေးမှာဝင်မဲကြီးဆိုဘေးနားလေးမှာစပါးတွေအကုန်လုံးများအဲ့လိုစောင့်မှာပေါ့နော်အဲ့လိုစောင့်မှာပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ cycling ကြီးနဲ့ဝင်မဲယူစပြီးဆောက်လိုက်ကြအောင် let's goမင်္ဂလာပါအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်အခုကတော့ဝင်မဲကြီးစောက်ဦးတယ်ပေါ့နော်ကျွန်တော်ဒီမှာပါ
ကျွန်တော်ဝင်မေးရတကူးနဲ့တူးနေလို့ပဲဒါပေမဲ့ထားလိုက်ပါကျွန်တော်ဒီခေါင်မွေးလုပ်လိုက်တာပေါ့နော်ဒီကကျွန်တော်ဘာလို့လဲဆိုတော့ကျွန်တော်ဒီ4000ကြီးဆိုတိတ်မမိုက်လို့ပေါ့နော်ဒါပြောင်းကြီးဆိုလို့ခေါင်မိုးလုပ်လိုက်တာဒီပေါ့နော်ဝင်မေးရတော့တော်လေးမိုက်ရဗျတော်လေးမိုက်တယ်ပေါ့ဒီမှာဝင်မေးရလက်ဆက်တိုင်းဒီဟာတွေကိုကာမလို့ဗျမကာတော့ဘူးပေါ့နော်တော့ကြောက်ဒီမဲ့ကျွန်တော်စီးဒီယူလာတယ်ဒါတွေအကုန်လုံးစိုက်မှာပေါ့နော်တစ်ခုတမျိုးစီဆိုင်ပါဒီရောက်တမျိုးစီဆိုင်မှာတော့ကျွန်တော်ဒီလေးအပြေးဖြစ်သွားတော့ဗျโอเคကျွန်တော်ခုတော့အားလုံးစိုက်လို့ပြီးသွားပြီပေါ့နော်အခုကတော့မပြေးသေးဘူးဗျလုံးစိုက်ပြီးသွားပြီကျွန်တော်ဒီမှာပေါ့နော်ကျွန်တော်ဒီဟိုလေးအပေါက်ကိုတပေါက်ထဲလိုင်းကောင်းမလားလို့နော်ကျွန်တော်အပေါက်ကိုဒီတိုင်းကြော်လိုရင်းလမ်းတူဖြစ်နေတယ်လိုရလမ်းကြော်ဒီမှာပဲထားလိုက်ပါနော်မနော်တော်လေးလည်းမိုက်တယ်ကျွန်တော်နောက်ပြီးတော့နောက်ကြမှာကျွန်တော်ဒါတွေကအကုန်လုံးဖြစ်အောင်လုပ်မှာနော်အပြည့်ဝင်မရတော့မိုက်တယ်ဗျဒီတက်တန်ကြီးဆိုတော့မိုက်တယ်ပေါ့နော်ကျွန်တော်နောက်ကျဒီမဲ့ဒီရဝင်ပြအောင်ပါဘာလို့မင်းတော့ဒီမှာဆိုဘာမှတော့မထည့်ရသေးဘူးเนาะကျွန်တော်ဒီမှာလေးကလေးလောက်ထားလို့ရှိရယ်ဒီကနေဆိုရင်ကျွန်တော်ဒီမှာဘရင်းပေါ့ဗောနော်ဒါကတော့ကြည့်လို့ရမှန်ကြည့်လို့ရတော့ပြီးတော့ဒီဘက်မှာရေးဆိုလေအပေါ်ထဲမှာရှိသေးရဲ့ဘာမှတော့မထည့်ရသေးဘူးเนาะဒီမှာဒါပါပဲဒီဟိုကတော့တော်တော်လေးလည်းမိုက်တယ်ဗောနော်ဒီဝင်မဲ့ရအကျယ်ကြီးပဲဗျာဒီဝင်မဲ့ရဒီမှာကြည့်တော်ကျယ်ဒီဝင်မဲ့ရကျွန်တော်ဝင်မေးလဲဆောက်ပြီးတယ်ဆိုတော့ကျွန်တော်ဗီဒီယိုလို့ဆုံးဖြတ်ကြည့်ပြကြရလို့တယောက်ချင်းကျွန်တော်ကျေးဇူးအထူးတင်ရှိပါဗျာကျွန်တော် channel လေး like subscribe လုပ်ပေးကြအောင်ဗျာနောက်ဗီဒီယိုမှာပြန်နေကြပါ bye